မင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြမယ်အကြောင်းအရာလေးကတော့ပရလောကအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းပါဆိုရင်ကျွန်တော်လွန်ခဲ့တဲ့14နှစ်လောက်ကကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရွာလေးဟာအေယာဝတီတိုင်းဒေသကြီးရဲ့နေရာတစ်ခုမှာတည်ရှိပြီးတော့ဒီလုပ်ငန်းကိုဦးစားပေးလုပ်ကင်ကြတဲ့ရွာလေးတစ်ရွာပဲဖြစ်ပါတယ်ကျွန်တော်ဟာ2012ခုနှစ်မှာတော့အိမ်ရဲ့လေလုပ်ငန်းကိုကျွန်တော်ဖေဖေနဲ့အတူဒိုးတူပေါင်ဘက်လောက်ကင်ခဲ့ပါတယ်ဒီအကြောင်းအရာလေးကတော့ဒီရေလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ်ပေါက်လာတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရေလုပ်ငန်းအားဆိုရင်လမှာ15ရက်လောက်သာဒီလုပ်ငန်းကိုလောက်ကင်ကြပြီးတော့ကျန်တဲ့15ရက်မှာလုပ်ငန်းသမားများနားတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာငါမှလည်းဘာအလုပ်မှမရှိဘူးဒီဘိုက်မှမစွဲရင်ငါမိဘတွေငတ်တော့မှာဒီသင်ပါလာရဲ့ညအုပ်ပိုင်းအချိန်ဟာအလုံးပဲအေးချမ်းပြီးတာယာလှပါတယ်။ချောင်းထဲမှာလည်းကျွန်တော်တယောက်တည်းလေပေါ်ကနေပိုက်ချနေခဲ့ပါတယ်။လေတစ်ချက်တိုက်ပြီးရေမျက်နှာပြင်ကတိတ်ဆိတ်နေပါတယ်။ကျွန်တော်လည်းပင်မလှလို့လေပေါ်မှာခဏအိပ်ပျော်သွားခဲ့ပါတယ်။အိပ်ပျော်နေချိန်မှာအိမ်မက်လိုအပြေမှာတကယ်လိုနဲ့အတန်တစ်ခုကိုကျွန်တော်ကြားလိုက်ရပါတယ်အတန်ကမိန်းကလေးအတန်မှုကျွန်တော်မျိုးလုံးကိုဖွင့်ကြည့်လိုက်တယ်ထိုအခါချောင်းနှဘေးကားတစ်ဖက်မှာမိန်းကလေးနှစ်ယောက်ရက်နေတာကိုကျွန်တော်တွေ့လိုက်ရပါတယ်လာမင်းရဲ့အလင်းအောင်ဖြော့မအောက်မှာသူတို့ကိုအေးချာမြင်ရပြီမဲ့အဖြူအောင်အဝတ်တွေဝတ်ထားသူလိုပဲသူတို့ထက်ကတယောက်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးပြောလာတယ်နင့်ပိုက်တဲ့ဓနိဖောင်တွေဝင်တော့မယ်ထားလောက်လိုက်ကျွန်တော်လည်းလှေပေါ်ကနေထပြီးပိုက်ကိုဆွဲကြည့်တယ်သူတို့ပြောသူလိုပဲဓနိဖောင်တွေအများကြီးကျွန်တော်ရဲ့ပိုက်ခေါင်းဘေးမှာကတ်နေကြတယ်အော်ဟုတ်သားပဲလို့တွေးပြီးတခုကြီးနေကျွန်တော်ဖယ်နေလိုက်တယ်ဖယ်ပြီးလို့ပြန်လှည့်ကြည့်လိုက်တော့ကမ်းဘေးမှာရက်နေတဲ့မိန်းကလေးနှစ်ယောက်မရှိတော့ဘူးအဲ့နဲ့ကျွန်တော်လည်းဘယ်ပြောကောင်းမလဲလိုက်ကိုလှေပေါ်အမြန်တင်ပြီးလှေကိုအားကုန်သွန်လှော်ခတ်ပါတော့တယ်ခင်ဗျာကျွန်တော်အိမ်ကိုပြန်ရောက်တော့အဖေညကတားစီကိုကောင်မလေး2ယောက်လာပြီးဓနီပေါင်တွေဖယ်ဖို့လာပြောသွားတယ်အဖေပြောကမှကျွန်တော်လည်းကြောက်စိတ်တွေပိုဝင်လာပြီးဟုတ်လားဘလို့ပုံစံလဲ2ယောက်လုံးကနာတန်ပေါ်ပေါ်နဲ့ကလားစင်ကြအဲ့ဒါနာခေတုံးကတည်သွားတဲ့ညီမတွေတိုင်းအဖေမပါပဲတွားရည်မဆွဲတော့ပါထို့ကြောင့်ဘာသာမရှိတဲ့တငယ်ချင်းတွေကိုငါမင်းတောင်းသလိုက်မုံဘူးကိုပေးပါမယ်ငါနဲ့ရေထွက်တိုင်းအပေါ်လိုက်ပေးပါနော်တမန်ကြီးအေးပါကွာမကြောက်ပါကျွန်တော်လည်းတိအလုပ်ကို2လလောက်ပဲအိမ်မှာလောက်ကင်ပြီးရိုင်ကုန်တို့ပြေးခဲ့ပါတော့တယ်ကျွန်တော်ရိုင်ကုန်ရောက်မှကြားရလိုက်တဲ့သတင်းကသူတို့နှစ်ယောက်ကိုလည်းတန်ဃာတော်တွေပိတ်ဖိတ်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးလိုက်ကြတယ်လို့လည်းကျွန်တော်ကြားလိုက်ရပါတယ်ခင်ဗျာ